ရဆိုတဲ့အကောင်အိုးဝေငါးစီးကျင်ပါတယ်ဆိုအသက်ကြီးလို့မတင်ဘူးတဲ့စောက်ကောင်ဒီဘောနေမိန်းကလေးချော်ချော်လေးတွေကြအလှကားတောင်လိုက်မှုအလှကားတောင်လိုက်ပို့ပေးသေးတယ်အိုးဝေငါးစီးကျင်ရင်တော့ကလှတဲ့မိန်းကလေးခေါ်သွားဒါတောင်နောက်ကပဲစီးလို့ရမှာရှေ့ကတော့စီးမရဘူးသူရဲ့ပြောနေကြစကားရှိတယ်ဘာတဲ့ပြောတတ်တော်ဘူးဟေးအဲ့ဒါ तू ပြောနေကြလက်သုံးစကားဒီဆရာကလူချစ်လူခင်ကလည်းတအားများတာ तू ကလည်းဖန်နေခင်တက်တော့ပိုချစ်ကြတာပေါ့ပြီးကြ तू ကဟိုဆိုင်ကခေါ်ကြွေးလိုက်ဒီဆိုင်ကခေါ်ကြွေးလိုက်နဲ့အဆင်ပြေနေတာခုလဲ line ပေါ်ကပျောက်နေတာဘာတွေကြံစီနေတယ်မသိဘူးတတိထားကြအောင်အဖွားလဲသူ့အိမ်ခေါင်းအိမ်အဖွားလဲသူ့အိမ်လိုက်သွားအောင်မှာပါနေမကောင်းလို့လားမသိဘူး